ကျွန်တော်အနေနဲ့ဒီဗီဒီယိုတွေဒီလိုမျိုးဒါကင်မရာရှေ့ထွက်ပြီးတော့ဗောနော်ကျွန်တော်ဒီလိုမျိုးစကားတွေထွက်ပြောတယ်ဆိုတာကကျွန်တော်ရဲ့ channel ကကျွန်တော်ရဲ့ subscriber မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်ရဲ့ညီကိုတွေကိုလေးစားတော့အားပဲကျွန်တော်အနေနဲ့ထွက်လာတာဖြစ်တယ်။ရင်တော့ဆိုရင်တော့ဒီလောက်ထိစိတ်ကူမရှိဘူးဗောနော်။ဒီလောက်ထိစိတ်ကူမရှိဘူးကျွန်တော်အနေနဲ့ပြောမှဆိုလို့ရှိရင်ဒီဖုန်းစခင်လောက်ပဲဒါရည်ရွယ်ပြီးတော့လောက်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကပြောမှဆိုလို့ရှိရင်သူများဒီ knowledge sharing ဆိုတာလေကျွန်တော်ကပြောမှဆိုလို့ဒီဖုန်းနဲ့ပဲလောက်ရတဲ့ဟာဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဒီ knowledge sharing တွေဘာတွေကြတော့လဲဒါကိုယ့်အကိုဒါကင်မရာရှေ့ထွက်လာပြီးတော့နောက်ပြီးတော့လဲကျွန်တော်မှကြတော့ဘာမှပြည်စုံမှုဆိုတာမရှိဘူး။ဒါတစ်ခုချင်းကျွန်တော်အနေနဲ့ဒါ live ဝယ်ပြီးတော့လောက်ထားတာဖြစ်တယ်။နောက်ပြီးတော့ဒီကျွန်တော်စလုပ်တဲ့အကိုကဒီဖုန်းတစ်လုံးတည်းနဲ့ပဲလောက်လာတယ်။နောက်မှဖုန်းနှလုံးဖြစ်လာတယ်။ဖုန်းနှလုံးဖြစ်တော့ဒီဗီဒီယိုရိုက်ရတာနဲ့လွယ်ကူလာတယ်။နောက်ပြီးတော့အပန်ဖမ်းရတာလည်းနဲ့လွယ်ကူလာတာပေါ့နော်။ဒီတစ်လုံးနဲ့ကြတော့ရိုက်လိုက်တဲ့မကြည့်လို့ရှိရင်တစ်ခါပြန်ပြီးတော့ကြတော့အပန်တွေပါပြန်ပြရတယ်။အဲ့ဒါကြတော့သိဆင်မပြေဘူးတက်လိုက်ဖြုတ်လိုက်ဆိုတော့ကြတော့ဖုန်းတွေကဆင်မပြေတော့ကြောင်းလာတာပေါ့နော်။နောက်ပြီးတော့ခါကြတော့ဗီဒီယိုရှည်တွေကြာရင်များသွားပြီကြောင်သွားတာများတယ်ဒီဖြန့်ညက်ကလောက်တဲ့နေရာမှာဗီဒီယိုရှည်တွေကြာကျွန်တော်တို့ကတ်တို့သုံးတယ် ensure တို့သုံးတယ် ensure ဆိုရင်ပို့ဆိုတဲ့ပို့ဗီဒီယိုတူလေးတွေဆိုရင်ကိစ္စမရှိဘူးဗီဒီယိုရှည်တွေကြာရင်ဒီ ensure မှာကြာရင်ဒါပြောမလို့ကြာတာပေါ့နော်ဗီဒီယိုဖိုင်တွေများလာတယ်များလေးလာတယ်ဒီကတ်ဆိုရင်လည်းတော်သေးတယ်ဒါတော့ခုနောက်ပိုင်းမှာကဒီ pro version ပြောမှဆိုရင် pro version ဆိုရင်ဆင်မပြေတော့ပြောကြညာတွေပဲဝင်နေတယ်ခုနောက်ပိုင်းမှာကဆိုရင်ဒါများတော့ရှိပါတယ်ဒါပေမဲ့ကိုကသုံးနေကြဖြစ်နေလို့မို့ကကိုသုံးတာများတယ်ဒါပေမဲ့ဒီ pro version နေနဲ့ကြတော့မဝယ်သုံးဖြစ်ဘူးနောက်ပြီးတဲ့အခါကျတော့ဒီ Google တို့မှာပါတော့ရှိတာပေါ့နော် Google တို့မှာလည်းသွားပြီးတော့ရိုက်ရှာလို့ရတယ် pro version ဆိုပြီးတော့ဒါပေမဲ့အဲ့ဒီကကြတော့သူကအများတိုင်း version အဲ့ဒီတင်နေတဲ့ခါကြတော့တစ်ခါသူက download ဆွဲလိုက်တစ်ခါဘာရှင်းမြက်လိုက်ဆိုတော့တက်ကလုံနေရတယ်တခါကြာရင်ဗီဒီယိုဖိုင်တွေကထဲရောက်နေပြီအပြင်မထွက်ရသေးဘူး तू ကဟိုကအဲ့ဒီတင်ထားတဲ့ကကြောင့်ထဲမှာဘာမှနှိုက်လို့မရတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒါကတော့ပြောမဂုံးဆင်းတာပေါ့နော်သူများ application တွေမှာဂုံးဆင်းတာပေါ့ဒါပြောမဆိုရင်ဒီ pro version ကိုကျွန်တော်တို့အနေနဲ့ free version အနေနဲ့သုံးချင်လို့မို့ဒီပြောမဆို Google တို့မှာသွားပြီးတော့ကြတော့ဒါဂုံးဆင်းတာပေါ့အဲ့လိုဒါပေမဲ့သူဘာရှင်းနေပါမြင်တဲ့ခါကြတော့ဆင်မပြေဘူးလေထက်ကလုံနေနောက်ပြီးတော့ကြတော့ကျွန်တော် VPN တို့ဘာတို့ခံရတာပေါ့နော်အဲ့ဒီမှာခုနောက်ပိုင်းဆိုရင်တော့ဘိုးတောင်ကြက်လာပြီဒီသူတို့လည်းစနစ်တကျလေးလောက်လာတာပေါ့နော် AI ကလည်းဆင်းမြက်လာပြီဆိုတော့ကြော်ညာတွေကလည်းပုံဝင်လာတယ်ရေတော့ဒါစီးပွားရေးတွေတောင်းကြလာတယ်ဒါစီးပွားရေးတောင်းကြတာတောင်းကြတာတော့ပြောမနေနဲ့ဒါကပါနှစ်ခါပဲနော်နိုင်ငံတိုင်းနှီးပါလို့ပဲစီးပွားရေးတောင်းကြတာဟုတ်ပြီဒါဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကဘာမှတော့ထွေမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ဒီ KPI တို့တဲ့ application တခုမှကျွန်တော်ပိုက်ဆံထုတ်ဖို့အတွက်ရှေ့မှာလင်းနေတဲ့ပေါ်နေကြာပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဒါပိုက်ဆံတော့လူတိုင်းထုတ်တတ်မှာပဲကျွန်တော်အနေနဲ့ဒီနေ့မှာကျွန်တော်ရွေးချယ်တဲ့ application လေးကတော့ဒီလောလောဆယ် application နဲ့မသွားခင်မှာကျွန်တော်အနေနဲ့ဟိုဟာတစ်ချက်ဘိုင်းနဲ့တော့တစ်ချက်သွားလိုက်အောင်မယ်ဘိုင်းနဲ့သွားပြီးတော့ကျွန်တော်အနေနဲ့ဒီ ID ဘိုင်းနဲ့ ID တစ်ချက်ယူလိုက်အောင်မနော်ကျွန်တော်ရဲ့ account ID ကိုတစ်ချက်ယူလိုက်မယ်ယူပြီးတော့ကျွန်တော်တို့ပြန်ထွက်မယ်ထွက်ပြီးတော့ကျွန်တော်တို့အနေနဲ့ application တစ်ခုကိုသွားမှာပေါ့နော်application တစ်ခုလိုပဲပြောတော့ဒီကောင်တွေကြတော့လည်းများဒီကောင်တော့ကြာပါပြီကျွန်တော်သုံးနေတယ်ဒီကောင်မှာက39ပြားပဲရှိသေးတယ်အခုချိန်နေဘာမှကောင်းမလုပ်ရသေးကဲဒါဆိုပိတ်ဆက်ထုံးမယ်ဆိုတော့ကျွန်တော်တို့ဘောကလူကောင်းလေးကိုနေပါတော့လူကောင်းလေးတစ်ချက်နိုင်ပါဒီကောင်ကလူကောင်းနှိပ်လို့မရပိတ်ဆက်ထိုးတာဟုတ်တော့ကောင်းနှိပ်မှရမယ်
ဟုတ်လားညီရင် withdraw နိုင်မယ်ဒီငွေထုတ်နေတဲ့ပတ်သက်ပြီးတော့မရှင်းနိုင်ရင်လည်းကျွန်တော်မေးလို့ရတာပေါ့နော်မရှင်းနိုင်ရင်လည်းမေးလို့ရတယ်ဒီကျွန်တော်တို့အနေနဲ့ဒီထဲရောက်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကဘာနဲ့ထုတ်မလဲဒါပါဒါဆိုရင်ကျွန်တော်ကဘိုင်းနဲ့ထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်ဘိုင်းနဲ့တစ်ချက်ထိမယ်ထိပြီးတော့ confirm နိုင်မယ်နှိပ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီပုံမှာကျွန်တော်တို့ဘိုင်းနဲ့ ID ကိုထည့်မှာပေါ့နော်ပိတ်ချလိုက်မယ်ကျွန်တော်ခဏ copy ကူလိုက်တာပိတ်ချလိုက်တာအောက်မှာကျွန်တော်တို့ထုံးမဲ့ပမာဏကိုနှိပ်မှာပေါ့နော်ပမာဏက0.39နဲ့ပြပါနော်ဒါလို့ကြာပြီဒီ application လည်းကျွန်တော်မသုံးပြဘူးပဲပြနည်းပဲရတယ်သူကလေနည်းရတာကြတော့မသုံးပြဘူးအဲ့ဒါကြောင့်ပြစ်ထားတယ် verify တစ်ချက်နှိပ်ပြီးတော့ဒီနေရာမှာ confirm နှိပ်ပြီးတော့ဒီနေရာရောက်ရင်ကျွန်တော်အနေနဲ့မျက်နှာစကင်ပြပါပေါ့နော် verify နှိပ်လိုက်မယ် verify နှိပ်ပြီးတော့ကျွန်တော်တို့မျက်နှာစကင်ပြအောင်နော်မျက်နှာစကင်ကနီးတစ်ခါဝေးတကပြတယ်နားတယ်ပြီးသွားပြီမြင်လားပြီးသွားပြီကျွန်တော်တို့30နဲ့ခွန်ဘာလို့ဆရာမလို့ဒီလောက်ပဲပါလေးပဲဒီမှာပါဆယ်ပြားတော့ကြံနေတယ်အော်ကွာတစ်ထောင်